အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းလေးကမိတ်ဆွေတို့အနေနဲ့ကားတစ်စီးကိုဝယ်ယူတော့မှဆိုရင်ဘယ်အချက်ဘယ်အရာတွေကိုထည့်သွင်းစဉ်းစားပြီးတော့ဝယ်ယူတယ်လဲဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ကားဝယ်ယူတဲ့အပိုင်းအပိုင်း၄မျိုးခွဲပေးထားတယ်ဆိုတော့နံပါတ်1အနေနဲ့ JDM ကားတော့ရှင်းတယ်မြန်မာပြည်ကလူတွေတဲဆဲကြိုက်ကြတဲ့ Japan domestic ကားတွေဖြစ်တယ်ဆိုတော့နံပါတ်2ကတော့ CPU ကတော့ဒီကျွန်တော်ဒီနိုင်ငံခြားကနေပြီးတော့ကားတစ်စီးလုံးတင်သွင်းလာတဲ့ကားတွေကိုဆိုလိုတာဖြစ်တယ်။ဘယ်မောင်းပေါ့နော်သူကပြီးသွားရင်ကျွန်တော်တို့ CPU ပြီးတော့ SKD used ကတော့ကျွန်တော်တို့ဒီပြည်တွင်းမှာတက်ဆင်ထားတဲ့ကားတွေကို3မီတာကပြည်တွင်းမှာတက်ဆင်ထားတဲ့ကားတွေ3မီတာကားတွေဖြစ်တယ်။တော့နောက်ဆုံးကတော့ SKD brand new တော့ရှင်းနေလုံးဝအသစ်ချက်ပေါ့နော်။ဆိုတော့ကျွန်တော်၄မျိုးခွဲပေးထားတယ်။အဲ့ဒီ၄မျိုးထဲမှာမှကျွန်တော်နံပါတ်1ဖြစ်တဲ့ JDM ကနံပါတ်2ဖြစ်တဲ့ CPU ရဲ့နံပါတ်3ဖြစ်တဲ့ SKD used ရဲ့ပေါ့နော်အဲ့ကားတွေကတော့ဒီအခုချိန်မှာဝယ်မယ်ဆိုရင်ရင်းမှန်စစ်ကိုစစ်တယ်နဲ့ဆိုတော့နံပါတ်4ဖြစ်တဲ့ဒီကျွန်တော်တို့ဒီ SKD brand new ကတော့သူကရှင်းတယ်အသစ်ဖြစ်တဲ့အတွက်စစ်စရာမလိုဘူးပေါ့နော်ဆိုတော့ဒါကတစ်ပိုင်းနောက်တစ်ပိုင်းကကြတော့ကားဝယ်ယူတော့မယ်ဆိုရင်ကိုယ့်အနေနဲ့ type ပေါ့နော်type ကကိုကဘယ် type နဲ့အဆင်ပြေမှာလဲပေါ့နော်ကိုကဥမာကိုက SL salon လား SUV လား 4wheel လား off road လားဆိုပြီးတော့စဉ်းစားတင်တယ်ခေါင်းစဉ်မရှိဘဲနဲ့ကားစီးကိုလိုက်ရှာနေမယ်ဆိုရင်ကိုကပူထူပြီးတော့နောက်ဆုံးဘယ်ဟာဝယ်ရမှန်းမသိဖြစ်တတ်တယ်ပေါ့နော်အဲ့မှာကိုဒါမှ SUV ဆိုမှကိုက SUV ထဲမှာကိုကဘယ်ဟာကိုကြိုက်တာလဲ JDM ထဲက JDM ထဲကလိုချင်တာလားလုံးဝဂျပန်လားလုံးဝ CPU လားဒါမှမဟုတ် SKD ထဲက use လားဒါမှမဟုတ် SKD brand new ထဲကလားပေါ့နော်ဆိုတော့ဒါကတော့မိတ်ဆွေတို့အနေနဲ့ကိုယ်အကြိုက်နဲ့ကို choice ပေါ့နော်အဲ့မှာတချို့ကကြတော့လဲကျွန်တော်တို့ဒီ running နဲ့စီးနေတယ်ဗျာကျွန်တော်တို့စိတ်ချလက်ချဗျာဟိုပြင်အောင်ဆင်းတာဟိုစိတ်ပူတယ်ဗျာနောက်ဒီအကျိုးဆောင်တွေဘာတွေနဲ့လည်းမဟုတ်ဘူးကိုယ်တိုင်ဘာမှဆက်စရာမလိုတဲ့ဒီ brand new running နဲ့စီးကျင်တဲ့လူကသူက brand new ပဲပေါ့နော်ကျန်တဲ့ဟာပိုင်းနေကြတော့သူကကားဘူးခိုင်မှာယခုချိန်မှာစစ်ကိုစစ်နေတာဟုတ်ဆိုတော့အဲ့ထက်မှာအဲ့ဒါပေါ့နောက်တစ်ခုကကျတော့ type ဥပမာတချို့ကစလုံးကြီးနဲ့ SUV ကြီးနဲ့သွားရှင်တာအဲ့ဒါကြီးကျတော့ရှင်လို့မရဘယ်ရာဘယ်ဥစားပူကောင်းလဲလို့ပြောဖို့ကြောက်လဲဘာလို့ဆိုတော့မတူးလေနော်ကား type မှာမတူတာစလုံးနဲ့ SUV ကြတော့အဲ့ဒါကျတော့ရှင်းလို့အဆင်မပြေဘူး SUV ချင်းဆိုရင်လည်း SUV ဆိုရင်လည်းကိုကဒီ SUV မှာကျွန်တော်1500ဝန်းကျင်တန်းမှာဆိုရင်ပြောမယ်ဗျာ1500ဝန်းကျင်တန်းမှာဆို JDM ထဲမှာဆိုရင် SUV ထဲမှာဆိုရင် SUV ရဲ့လို့တော့မဟုတ်ပေါ့နော်ဒီလိုအမြင့်ထဲမှာဆိုရင်ကျွန်တော်တို့ဒီ RAV4 CR-V တို့ရတယ် Harrier Kluga ဗျာဒါစသဖြင့်ပေါ့နော်ဒါတွေရတယ်CPU ထဲမှာဆိုရင်တော့Traveler Trust တို့ပါလို့ရတယ်ပေါ့နော် SKD ထဲမှာဆိုရင်တော့ Jet Door တို့ရတယ် Tran ရတယ်ပြီးတော့ရင်ကျွန်တော် BIC ရတယ်ပြီးရင်တော့ X55 တို့ပေါ့နော်ဒီအဲ့အဆက်ရှိတဲ့ဖြစ်တော့ဒါတွေရတယ်ပေါ့နော်အဲ့မှာချို့ကလည်းနှစ်ကြာယူစီးကျင်တာနှစ်ကြာယူစီးကျင်ဒါကတော့တစ်ပိုင်းပေါ့နော်GDM တော့ရှင်းတယ်ကားကောင်းကားတန့်ဆိုရင်တော့စီးတဲ့နဲ့ GDM ကကားကောင်းကားတန့်ဖြစ်ဖို့တော့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာမှာလုံဝင်တာတွေကတချို့ကားတွေကတော်တော်ကြာခဲ့ပြီဆိုတော့ GDM ထဲမှာလည်းဒါဘယ်လိုပြောမလဲဆိုတော့ကားတွေကတဖေးဖေးဖြစ်လာတဲ့ကားတွေကများတာဟုတ်ဆိုတော့လေဒီဘက် line ကိုဒီဘက်က CPU တို့တရုတ်SKD တို့ဘက်ကိုကူးသွားတဲ့လူတွေလည်းရှိတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ကားဝယ်ဘိုင်းမှာဘယ် brand ဝယ်ပါလို့တော့ကျွန်တော်မပြောဘူးဒါကတော့မိတ်ဆွေတို့အနေနဲ့ choice ဒါပေမဲ့ကျွန်တော်ဆိုလိုတာကားတစ်စီးကိုဝယ်တော့မှဆိုရင်ဒီနံပါတ်1 JDM နံပါတ်2ကျွန်တော်တို့ဒီပေါ့နော်CPU နံပါတ်3SKD use အဲ့ဒါတွေကတော့ရေမှန်စစ်ကိုစစ်ပါဒီအခုအချိန်မှာpossible ဖြစ်ဆက်ဘာညာစစ်ကိုစစ်ပါအပြင်မှာလဲဒါတွေကတော်တော်အခုချိန်မှာဆိုတော်တော်လေးကိုရှုပ်ထွေးနေတယ်ဆိုတော့ဒီ challenge တွေကစစ်ကိုစစ်တဲ့နဲ့ပြီးတော့နောက်တစ်ပိုင်းကကိုအနေနဲ့ကားယူချင်မယ်ဆိုရင် type ကိုအရင်စဉ်းစားပါစလုံးလား SUV လား 4wheel လားအရင်စဉ်းစားပါပြီး SUV မှာကိုယ့်အကို model မြင့်စီးကျင်လာလားဒါမှမဟုတ် JDM ကိုမှ JDM ကြိုက်တဲ့
ဆိုလဲ JDM ကိုစဉ်းစားမှာပေါ့နော်အဲ့လိုမျိုးစဉ်းစားပါအဲ့ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ကားဝယ်ရအောင်အမြင်တမ်းလွယ်ပါတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်ဟိုဟာလို့ဒီဟာလို့ဟိုဟာလို့ရှိတယ်နောက်ပြီးမှတစ်ခုရှိသေးတယ်ကျွန်တော်မြင်ပါပြီပါဟို brand ဆိုရင်ကွက်ပြောက်တယ်ဒီ brand ဆိုရင်ကွက်ပြောက်တယ်ပေါ့နော်ဒါကတော့တကယ်တော့ဗျနောက်တစ်ခုကကွက်ပြောက်ဆိုတာတည်းကျွန်တော်အယောင်လို့ပြောဆိုလိုတာဗျမိတ်ဆွေတို့အနေနဲ့တချို့တွေကပြောကြတယ်နော်ဒါကကျွန်တော်ကိုယ်တိုင်လဲရောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လဲဆိုရင်လဲဒီတိုင်းပဲပေါ့နော်ဥပမာဗျာကျွန်တော်ပြောပြအဖြူရောင်နဲ့အနက်ရောင်မထားပါတော့တဘောကိုကဒီကားတစ်စီးကိုဝယ်တဲ့အချိန်မှာအနက်ဆိုရင်350ရော့တယ်ပဲထားဗျာအနက်ဆိုရင်ပြန်ရောင်းရတာခက်တယ်အနက်ဆိုရင်အဖြူလောက်ဈေးမရဘူးဆိုတော့ကိုကဝယ်ကလေးကအဖြူဈေးလက်ရော့ဝယ်ပြီးသွားတယ်ပြန်ရောင်းတဲ့အချိန်မှာလည်းအဖြူဈေးတဲ့90ရော့ပြီးရောင်းတာဒါဖဲပဲဗျာဒါဟိုလူတော်တော်များရဲ့စိတ်ထဲမှာငါအနက်တို့အဖြူမှမဟုတ်ဘူးကျန်တဲ့အယောင်ဆိုရင်ကားကြီးကပြန်ရောင်းရင်ရှုံးပြန်ရောင်းရင်ဈေးနှိမ်ခံရတယ်ကိုကစဝယ်ကလေးကအဖြူဈေးနဲ့ခွာဝယ်ပြန်ရောင်းတဲ့ခါကျရင်လည်းကိုကအဖြူဈေးနဲ့ခွာရောင်းဒါဆိုရင်ဒါဘာမှမဖြစ်ဘူးဟုတ်တော့အဓိကတော့ feeling ကကို feeling ကိုကပတ်စံပြီးဝယ်ထားရတာဖြစ်တဲ့အတွက်ကိုသဘောကျဖို့အရေးကြီးတယ်သူများသဘောကျဖို့အရေးမကြီးဘူးသူများအကြိုက်ကသူများတွေကအဖြူအောင်ကအဖြူအောင်မဟုတ်ဘူးတကယ်ကကိုကြိုက်တဲ့အရာကို feeling ဘာကြောင့်လဲကိုပတ်စံပြီးဝယ်ထားတဲ့ကားတစ်စီးအဲ့ဒါကိုကြိုက်တာအဓိကကိုစိတ်ထဲမှာကျဉ်းနေလို့ဒီကားတစ်စီးကသူများကြိုက်လို့ဝယ်ရတဲ့ကိုပတ်စံပြီးတော့ကိုကြိုက်လို့ဝယ်လိုက်ရတဲ့ feeling မျိုးဖြစ်နေရပါဗျအဲ့ဒါပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပြောပြချင်တာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလို့ကြည့်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ကားဝယ်ယူတဲ့အပိုင်းမှာလွယ်ကူသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တဲ့ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပြရစီဆိုတော့နောက်နေ့မှတွေ့ရပါ